Hello Sunday vlog လေးပြန်လာပါပြီ။မိုးလာတဲ့အချိန်မှာတော့စိတ်ကတော့ဟိုလေးဒါပေမဲ့မျက်လုံးကတော့ stay sleeping ဖြစ်နေတယ်။ဒီအစီအစဉ်ပြီးတဲ့အခါမှာတော့ Jesus ကိုလက်တွေထပ်ကြတယ်။အဲ့ဒီချိန်မှာလေဖြူငါဖြူရဲ့လက်မေးဆိုပြောတယ်လက်မေးတစ်စုံပေါ်ထွက်လာပါတယ်။တွေ့တဲ့သွားတဲ့အခါမှာဆိုတော့နောက်ဆုံးမှာ on လိုက်တယ်1 2 3 Jesus ဒီမျိုးကြောင့်လည်းတက်တော့နေအတန်ပန်းလေးအရင်ကတော့ကျွန်တော်ဘယ်သူကပြောလဲဆောင်းဆောင်းပြောတယ်အားလုံးမှတ်ထားကြပါကဲကင်မရာတွေ့ရတဲ့အရင်ကို post အရင်100လောက်တွေ့တဲ့မမကြီးဖြစ်ပါတယ်ကင်မရာမြင်တာနဲ့ angle မှု on ပြီးတော့ကြတော့ဒီ reality ကတော့ဟိုရောင်တရားမဆွမ်းဆွမ်းပါညီပြောထားတဲ့ဘယ်ကတော့ hello tomato ဆိုတာစာပြီးဆက်တယ်ကဲကိုကင်းပိုင်းသွားပါမယ်ဒါလေးကတော့ romantic cooking လေးတစ်ဖြစ်နေ့အဖြစ်ပေါ့ကပဲ kitchen date kitchen date ပါဒါလေးကတော့စတောင်းကနေတစ်ပြက်ဆုံးမတို့ရဲ့အခြေလေးကိုတွေ့ရပါမယ်နောက်ဆုံးမှတစ်ချက်လည်းပြန်ပြလိုက်တယ် smile မင်းသားတော့မအားမလက်စော့နေတဲ့ကြားထဲကနေပြီးအပြေးလွှာပို့တူ shooting လေးကိုလာရောက်ပြီးတော့ရိုက်ကူးတယ်ရိုက်တယ်နောက်ဆုံးမှနောက်ဆုံးအနေနဲ့ကတော့ဖော်ပြရုပ်ခဏခဏတက်ကန်နေရဲ့ပြီးသူချစ်တော်ဆရာကျော်ရဲ့ sweet speed လေးနဲ့ပဲနှုတ်ဆက်လိုက်ပါတယ် stay blessed see you next week bye bye